Premier League ရဲ့လက်ရှိတက်တန်းအရှိဆုံးနည်းပြများပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာ Red TV အတိုင်းကနေပြန်လည်ကြိုလိုက်ပါရင် Premier League ရဲ့တက်တန်းအရှိဆုံးနည်းပြဆိုတာနဲ့ဘောလုံးလောကရဲ့ကနဝင်နည်းပြကြီးနှစ်ဦးဖြစ်ကြတဲ့ Sir Alex Ferguson နဲ့ Arsene Wenger တို့နှစ်ယောက်ကိုပြေးမြင်ကြပါပါ Sir Alex Ferguson က Manchester United ရဲ့1986ခုနှစ်ကနေ2013ခုနှစ်ထိဦးဆောင်ခဲ့တဲ့သူဖြစ်ပြီး Manchester United အသင်းကို Premier League ဆိုတဲ့နာမည်မတိုင်ခင်ကတည်းကကင်တွယ်ခဲ့သူပါ Sir Alex Ferguson က United မှာအောင်မြင်မှုများစွာရရှိခဲ့ပြီးအသင်းကိုထိပ်တန်းအဆင့်မှာနှစ်ကာလကြာရှည်အောင်ရပ်တည်နိုင်တဲ့အထိစွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ Sir Alex Ferguson လက်ထက်မှာ United အသင်းက Premier League ဖလား73ကြိမ် FA ဖလား9ကြိမ်ဥရောပချန်ပီယံလိဖလား2ကြိမ်နဲ့တခြားအောင်မြင်မှုများစွာကိုသိမ်းပိုက်ခဲ့တဲ့နည်းပြကြီးတူလည်းဖြစ်ပါတယ်။နောက်ထပ်တစ်ယောက်ဖြစ်တဲ့ Arsene Wenger ကတော့ Arsenal အသင်းကို1996ခုနှစ်ကနေ2018ခုနှစ်ထိ22ရာသီကြာကင်တွယ်ခဲ့သူပဲဖြစ်ပါတယ်။ Arsenal အသင်းကိုနီးစနစ်မြင့်မားတဲ့ဘောလုံးကစားဟန်တွေနဲ့တည်ဆောက်ခဲ့တဲ့နည်းပြကြီး Wenger နဲ့ Ferguson တို့လိုတတ်တော်ရှိကနဝင်နည်းပြကြီးတွေနောက်ပိုင်းမှာတော့နောက်ထပ်အသင်းကိုအချိန်ကြာမြင့်အောင်ကင်တွယ်တဲ့နည်းပြဆိုတာကရှားပါလာခဲ့ပါတယ်။ဘာလဲဘောလုံးလောကမှာအသင်းတိုင်းကရလက်ပိုင်းမကောင်းရင်နည်းပြတစ်ယောက်ကိုထုတ်ပယ်ဖို့ဝင်မလေးကြသလိုအသင်းကိုတီးဆောက်ဖို့အသင်းရလက်စိုးရတဲ့အချိန်မှာနည်းပြနဲ့အတူရက်တည်ဖို့ဆိုတာအသင်းကဘိုးအဖွဲ့ဝင်တွေအတွက်ကတော့မဖြစ်နိုင်တော့တဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။အဲဒါကြောင့်မို့လို့လက်ရှိ Premier League မှာတက်တန်းအရှိကြဆုံးနည်းပြအဖြစ် Man City အသင်းရဲ့နည်းပြ Pep Guardiola ကရက်တည်နေပြီးတက်တန်းအဖြစ်10နှစ်နဲ့17လဖြစ်ပါတယ်။ဒုတိယနေရာမှာရက်တည်ခဲ့တဲ့ Brentford နည်းပြ Thomas Frank က Brentford အသင်းကို6နှစ်နဲ့9လကင်တွယ်ခွဲအပြီးမှာစပါအသင်းနည်းပြအဖြစ်ရောက်ရှိသွားခဲ့တာကြောင့်ဒုတိယနေရာမှာ Arsenal နည်းပြ Ardita ဖြစ်သွားခဲ့ပါတယ်။ Ardita က Arsenal ကိုရာသီဝက်ကာလမှာစတင်ရောက်ရှိခဲ့ပေမဲ့အဲဒီနှစ်မှာပဲ FA ဖလားတစ်လုံးရယူနိုင်ခဲ့ပါတယ်။နောက်နှစ်အပိုင်းအခြားတွေမှာတော့ Ardita က Arsenal အသင်းကိုထိပ်တန်းအဆင့်ပြန်လည်ရောက်ရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး Premier League ဖလားကိုအကောင်းဆုံးစိန်ခေါ်နိုင်ခဲ့တဲ့သူပါ။ဒါပေမဲ့ Arsenal နဲ့ Ardita အသင်းဟာ Premier League ဖလားကိုတော့ရရှိခဲ့ခြင်းမရှိသေးပဲ3နှစ်ဆက်တိုက်ဒုတိယနေရာနဲ့သာကျင်းနေရပါတယ်။အခုဆိုရင် Premier League ရဲ့ဒုတိယတက်တန်းအရှိကြဆုံးနည်းပြအဆင့်မှာဆရာဖြစ်သူ Guardiola ပြီးပြီးဒုတိယနေရာမှာ Ardita က9နှစ်နဲ့9လအထိတက်တန်းရှိပါတယ်။တတိယနေရာမှာတော့ Fulham အသင်းနည်းပြ Marco Silva က3နှစ်နဲ့17လတက်တန်းရှိတဲ့နည်းပြအဖြစ်ရပ်တည်နေပါတယ်။အခုအပြောင်းအရွှေ့မှာ Marco Silva ကိုခေါ်ယူဖို့အတွက် Sorry Club တွေကစ조사နေတဲ့သတင်းတွေထွက်ပေါ်နေပေမဲ့ Fulham အသင်းမှာအနာဂတ်မြေရတဲ့သူပါ။၄ယောက်မြောက်နည်းပြကတော့ Newcastle နည်းပြ Eddie Howe က3နှစ်နဲ့9လတက်တန်းရှိပြီဖြစ်ပြီး Newcastle အသင်းကို Carabao ဖလားကိုရော Champions League ဝင်ခွင့်2ကြိမ်ရရှိအောင်မှာနောက်ဆုံး3နှစ်အတွင်းစမ်းဆောင်ပြခဲ့တဲ့သူပဲဖြစ်ပါတယ်။၅ယောက်မြောက်နည်းပြကတော့ Aston Villa အသင်းနည်းပြ Unai Emery ပဲဖြစ်ပါတယ်။ Villa ကို Unai Emery က2နှစ်နဲ့9လကြာကင်တွယ်ခဲ့ပြီး Champions League မှာကြောက်ခမန်းလိလိခြေစွမ်းတွေပြသနိုင်အောင်အသင်းကိုအဓိကတီးဆောက်ခဲ့သူပါ။ Unai Emery ဆိုတာထိပ်တန်းနည်းပြအဆင့်မှာပါဝင်သူဖြစ်ပြီး Sevilla အသင်းနဲ့ Europa League 3ကြိမ် Villarreal အသင်းနဲ့ Europa League 2ကြိမ်အရယူပြထားခဲ့တဲ့နည်းပြလည်းဖြစ်ပါတယ်။တက်တန်းအနုဆုံးနည်းပြအဆင့်မှာတော့ Everton နည်းပြ David Moyes က4လသာရှိသေးသလိုဘူအသင်းနည်းပြ Vitor Pereira နဲ့ West Ham နည်းပြ Graham Potter တို့ကလည်းတက်တန်း5လနဲ့အသီးသီးရပ်တည်နေခဲ့ပါတယ်။ Everton အသင်းကိုတကြောပြန်ကင်တွယ်နေတဲ့ David Moyes ကအရင် Ferguson နဲ့ Arsene Wenger ပြီးရင် Premier League ရဲ့တတိယမြောက်တက်တန်းအရင်ဆုံးနည်းပြလည်းဖြစ်ပါတယ်။ David Moyes က Everton အသင်းကို2002ခုနှစ်ကနေ2013ခုနှစ်ထိ17ရာသီကြာကင်တွယ်ခဲ့ပြီး Sir Alex Ferguson ကသူ့ရဲ့နည်းပြရာတို့အတွက် David Moyes ကို Manchester United အသင်းနည်းပြအဖြစ်ရွေးချယ်ပေးခဲ့လို့ Everton အသင်းရဲ့တက်တန်းအရှိဆုံးနည်းပြအဖြစ်ကနေရပ်တန့်သွားခဲ့ရတာဖြစ်ပါတယ်။အဲနောက်73နှစ်ကြာမှာပဲ Everton နည်းပြအဖြစ်ပြန်လည်ကင်တွယ်ခွင့်ရခဲ့ပြီး David Moyes တယောက်ဘယ်လောက်ထိစွမ်းဆောင်သွားနိုင်မလဲဆိုတာနောက်ရာသီမှာစောင့်ကြည့်ရမှာပါ။မာရယ်ဘောလုံးလောကမှာနည်းပြတွေကိုရလက်မကောင်းတာနဲ့တန်းထုံးပြေးကြတဲ့ဒလေးကခင်စားလာခဲ့တာကြောင့်အသင်းထဲမှာတက်တန်းကြာမြင့်စွာနည်းပြဖို့ဆိုတာကခက်ခဲတဲ့အရာတစ်ခုဆိုတာအသေးချပါပဲ။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Red TV Time Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။